ဒီနေ့တော့ချယ်ရီတို့အိမ်မှာဗမာချက်လေးရတာနဲ့ဗမာချက်လေးကိုလုံးချက်လေးချက်မယ်ပြီးတော့အရွက်ကြော်လေးလည်းကြော်မှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ဆက်ချက်ရအောင်နော်အိုးရဲကိုစက်သားတွေအရသာနေထားတာထည့်လိုက်မယ်ပြီးရင်ထောင်းထားတဲ့ငရုတ်သီးထည့်မယ်စီကိုဒီစွန်းနဲ့နှစ်စွန်းလောက်ထည့်လိုက်ပါမယ်ရှင်ထည့်ပြီးရင်တော့တမအောင်လို့လက်နဲ့နယ်လို့ရပါတယ်ဒါပေမဲ့ငရုတ်သီးကလေအတောင့်နေထောင်းထားတော့ချယ်ရီလက်ပူမှာဆိုတာနဲ့ဇုံလေးနဲ့ပဲနေလိုက်ပါတယ်ပြီးရင်တော့ဇုံလေးကိုရင်နွေးလေးနဲ့ရေကျင်းပြီးတော့စက်သားလေးကြီးလုံးသွားတဲ့အထိအဖုံးလေးပိတ်ပြီးတော့တည်ထားလိုက်ပါမယ်ရှင်အခုလိုအသားလေးကြီးလည်းတင်းလာပြီဆိုတော့မှစက်သားလေးတွေကိုနူးသွားအောင်ရေလေးထည့်မယ်ထည့်ပြီးလို့ရှိရင်တော့စက်သားနံလေးပို့ပြီးတော့မှုီးသွားအောင်လို့ခြာကနေမှမဆလာလေးအုပ်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့စက်သားလုံးကျရိုးရှင်းရှင်းလေးရပါပြီရှင်သူနဲ့တွဲစားဖို့အတွက်အရွက်ကြော်လေးကြော်ပါမယ်ကစွန်းရွက်နဲ့အသားတို့နဲ့ကိုရောကြော်ပြီးတော့စားဖို့ကြလိုက်ရှင်ချယ်ရီကတော့ဒါကိုပထမဦးဆုံးကြော်စားတာဖြစ်ပေမဲ့အရန်စားလို့ကောင်းတယ်နော်ဟင်းချက် page တစ်ခုမှာတွေ့ရတဲ့ချယ်ရီကလိုက်ကြော်ကြည့်တာဖြစ်ပါတယ်ရှင်အရသာကလည်းစက်သားမုံတစ်မျိုးပဲထည့်ထားတာဆိုတော့ထိထိမိမိလေးနဲ့စားလို့တော်တော်ကောင်းပါတယ်ရှင်ဒါဆိုရင်တော့ဒီနေ့မှာအသားကြီးလေးလည်းရပြီအရွက်ကြော်လေးလည်းရပြီဆိုတော့ချယ်ရီတို့အိမ်ရဲ့ထမင်းစားဖို့အတွက်ပြင်လိုက်ပါအောင်မယ်ရှင်ချယ်ရီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်နော်အားလုံးပဲကျေးဇူးပါရှင်တတား